ပြူးလို့ရပဲဘာလို့ပြောရလဲဘာလို့ပြောရလဲမျက်လုံးလေးကလေပြူးပြီးတော့အရေလဲတယ်သမင်းမျက်လုံးလေးတိုင်းပဲ တိသားပဲဒီမျက်လုံးလေးလှတယ်လို့လူတိုင်းကပြောနေကြတာကြားတာရိုးနေပြီ အားကြောင့်ကိုပူကကြွေနေတာ အမေဘယ်သူရောက်နေရလဲ ငွေလွဲလာဖို့ကိုပတ်ဖို့ရောက်နေလို့ အော်ဟောမမရောက်နေရဟုတ်ကျမရှင်အကင်းလို့ကြွားပါ ဥပါဘူးရောက်တော့ကော်ဖီလေးပါလေတောက်တော့တော့ဒေါ်မီလေးကော်ဖီလေးပါလေလုပ်ပါဦး ဘယ်လိုမှလည်းငါအချိန်မရဘူးသွားကြရရှိတယ်ဒီမှာမင်းတို့ကိုကြီးမင်းတို့တွေ့လိုက်15လိပ် ကျေးဇူးပါဗျာ ဟုတ်တယ်ဥပဘူးလေအိမ်နောင်တယ်ဆိုတော့လေအဝင်ထွက်တွေကများနေတာဥပဘူးလေအိတ်ချိန်တော့မရအောင်ညဘက်ဆို ဟုတ်ဘာလို့ပြောရလဲ ချမ်းအော်အိုးပတ်စံကိုပြောတာဟိုညဘက်ဆိုရင်အဝင်ထွက်တွေစစ်တာနဲ့အိတ်ချိန်တော့မရ ဟုတ် ဘူး ဟေးဘောပတ်စံမရှိဘာမှမလုပ်လို့မရတာဟေးအဲ့ဒါကြောင့်မလို့လည်းမင်းတို့ကိုကြီးကလောက်ကုန်ပြီဆိုတာနဲ့ချက်ချင်းကိုပို့ခိုင်းတာပဲပြီးတော့သူခဲမလေးအကြောင်းလည်းခဏခဏပြီးတယ်နော် ဟုတ်လားအကိုရပါရင်မေးလို့လေ ဟိုမင်းတို့ကအိမ်တော်ပြီးလာကြာပြီလေအဲ့တော့ကလေးတွေပါလေမယူသေးဘူးလားပေါ့သူကြည့်ရတာသူလေသူမတွေသူကချီချင်နေပုံရတယ် အဲ့တော့တော့ဟုတ်ဘူးအဖြစ်ဖြစ်ပါ အေးပါကွာကလေးရပြီဆိုရင်မင်းတို့ဒီလိုလွတ်လွတ်လပ်နေလို့မရတော့လေ ဟုတ်တယ်ဆွဲ ဆွဲနေတော့ဆွဲတာဘောပုတ်လေးအချိန်ကိုရတော့ဆွဲတာလို့ အော်ဟောအချိန်ဆွဲတာ ဟိုကတူဆက်လိုက်ပါ ဟုတ်လူလေးရှိတယ် အော်မဟုတ်ဘူးတော့ရပါ တော့မယ်တော့မယ်အချိန်သိမရအောင်ဟုတ်လက်ကရစီကြောင်လေးလက်မလေးပါထိုးပေးပါ ပြောဟောဒါထုံးစံတယ်ဟေးပေါ့ မိလေ ဟုတ်ကိုပူ ဟာကြားတာလေနားဝမှာကြားမိအောင်ပောက်ကွဲသွားပြီလေ တခြားချိုတယ်မိတော်ကပူတယ်ဒါဆိုချိုပူကြီးပေါ့ ဟုတ်တယ်လေ လမ်းသိတယ် ကဲကုန်ပြီသွားမယ်နော် တာ လေးတတာတာ ဟဲ့နင်တို့ဒီတိုင်းမနေကြတော့ပါလားငါတို့စိတ်နေပါလေ ဟုတ်လေဒေါ်မီရဲ့ လိန်ထားတဲ့ကိစ္စလေးလက်မထက်ရသေးပဲနဲ့လက်ထပ်ပြီးဆိုပြီးလိန်ပြီးတော့ငွေတောင်းနေနှစ်နှစ်ရှိနေပြီလေ ဘာမှဖြစ်ပါဘူးဒေါ်မီရဲ့ကျွန်တော်ကကိုကြီးကိုအခုလိုမျိုးမိမ့်မယူထားတဲ့လေလို့တာလေမုံကနှစ်ဆရတယ်သိရမလား ရင်းနေငါဘာမှမရောက်တော့မလဲတူတယ် ကဲ